တော့ဖျားကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မှာဖျားရဲ့ဤနှုတ်ကပတ်တရားစကားအားပေးခြင်းပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငယ်6နဲ့9မှာအဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများကိုဘုရားသခင်အားကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့စိတ်နှလုံးကိုစောင့်မလိမ့်မည်အာမင်မမရဲ့လူဘဝမှာလူတိုင်းတစ်ခုမဟုတ်တစ်ခုစိုးရင်စရာတွေရှိတတ်ပါတယ်တချို့ကငွေကြေးအတွက်ပူပန်စိုးရင်နေရရှိတယ်လို့စီးပွားရေးလုပ်ငန်းအတွက်တော်လကောင်းတချို့ကကျန်းမာရေးအတွက်တော်လကောင်းတချို့ကစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့အမျိုးမျိုးတစ်ခုမဟုတ်တစ်ခုစိုးရင်ပူပန်စရာတွေရှိတယ်ဒါဆိုမှတချို့ကတာသမီအရေးအမျိုးမျိုးပေါ့ဗျာရှိတတ်ပါတယ်ဒါကြောင့်လေဘုရားသခင်ကသူ့ကိုယုံကြည်ကိုးစားတဲ့သာသမီတွေအဘယ်အမှုကိုမျှမစိုးရင်ပါနဲ့ဆုတောင်းပါတောင်းပန်လို့ရရှိရင်ဘုရားသခင်ကိုကြောခိုင်းမိတဲ့အခါတွေဒီမမီတဲ့အခါတွေရှိခဲ့ရင်လေဘုရားသခင်အားတောင်းပန်ပါဆုတောင်းပတနာပြုပါဘုရားသခင်ခွင့်လက်တဲ့ဘုရားဆုတောင်းတယ်ကိုလည်းနားညောင်းတဲ့ဘုရားဖြစ်တယ်ချစ်တဲ့ဘုရားဖြစ်တယ်တိခံတဲ့ဘုရားဖြစ်တယ်စိတ်ရှည်တဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကအုံကြီးအယံပေးခြင်းနဲ့ဘုရားသခင်ဖြစ်ပါတယ်လူကိုကိုကြီးမဆခြင်းနဲ့ဘုရားဖြစ်ပါတယ်လူကသာဘုရားသခင်ကိုကြောခိုင်းပြီးလမ်းလွဲမိတာဒီရှိကောင်းရှိပေမဲ့ဘုရားသခင်ကတော့လူကိုပြစ်မထားပါဘူးယေရှုပြုခြင်းနဲ့ဘုရားသခင်ဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဘုရားပြောတဲ့စကားကိုယုံကြည်ပါအားပေးခြင်းပါတယ်အဘယ်အမှုကမှမစိုးရင်ဘုရားသခင်ကိုအပြည့်အဝယုံကြည်စိတ်ချပြီးဘုရားသခင်ပြောတဲ့စကားအတိုင်းဆုတောင်းစရာရှိတာဆုတောင်းတောင်းပန်စရာရှိတာဘုရားသခင်ထံမှာတောင်းပန်ဝန်ခံမယ်ဆိုရင်အဘယ်သူမျှကြာရွမမီနိုင်သောညီသက်ခြင်းဘုရားရဲ့မဆခြင်းဘုရားရဲ့လမ်းပြခြင်းတွေကိုညီမဆခြင်းတွေယေရှုခရစ်အားဖြင့်ယုံကြည်တဲ့သူတွေရဲ့တတ်တာရမှာမြင်တွေ့ခံစားမှာဖြစ်ပါတယ်